အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တဏ္ဍာကတဏ္ဍာရဲ့အတိမိတ်ဆွေရှိတဲ့တွန်တေးမျိုးလေးကိုပတ်လည်မှာဖြစ်ပါတယ်တွန်တေးမျိုးကတဏ္ဍာဒီမိတ်ကပ်ဆရာဘဝတုန်းကပေါ့နော်တဏ္ဍာနဲ့အတူရန်ကုန်မှာတင်နေလာတက်ခဲ့တဲ့တဏ္ဍာရဲ့မိတ်ဆွေအမလေးလို့ခေါ်ပါတယ်သူစီကိုပတ်လည်မှာဖြစ်ပါတယ်တဏ္ဍာကတွန်တေးကိုအရင်တုန်းကတော့လေနဲ့ကူးရဲပေါ့နော်ကူတိုးနဲ့အဲ့ဒီဘက်မှာကူးရဖက်နဲ့သွားခုပါတယ်ကားနဲ့တော့တစ်ခါမှမသွားဘူးပါဘူးရှင်အခုကားနဲ့သွားမှာဆိုတော့လိန်တာယာ POC မတ်တန်ရနေပြီးတော့စီလုံးငါတက်စီလေးရှိပါတယ်အဲ့ဒီတက်စီနဲ့သွားမှာဖြစ်ပါတယ်အဲ့ဒီတုန်းကတက်စီခကတယောက်ကို4500ကိုကျင်လောက်ပေးခဲ့ရတယ်ပေါ့နော်တယောက်ချင်းစီတော့အဲ့လိုဖြစ်ပြီးမြဲဒါပေမဲ့တနာတို့ကအပြက်ငားလိုက်တာဆိုတော့လေတစ်စီးလုံးကို2100ပေးခဲ့ရပါတယ်ရှင်တဏ္ဍာရဲ့မိတ်ဆွေအိမ်ကိုရောက်ပါပြီရှင်တဏ္ဍာမိတ်ဆွေမကအလားပြင်ဆိုင်လေးဖွင့်ထားပါတယ်ပြည့်အလားပြင်ဆိုင်လေးရတယ်အောင်မြင်ပြီးတော့မှလူချင်းများတဲ့အလားပြင်ဆိုင်လေးပဲဖြစ်ပါတယ်ဒီအလားပြင်လုပ်ငန်းနဲ့ပဲရက်တည်နေရမြစ်တည်အကြိုက်ရှိပါပြီသူစီကိုခဏခဏရောက်ပြီးနဲ့အခုဒီတွားပြီးလေ့လာမဲ့ဦးလုပ်ငန်းလုပ်တဲ့နေရာတော့တစ်ခါမှမရောက်ဘူးပါဘူးသူ့ကိုလည်းမေးရတာပေါ့နော်ဒီဦးလုပ်ငန်းလုပ်တဲ့နေရာလေးကိုလေ့လာခြင်းနဲ့ဘယ်လိုသွားရမလဲဆိုတော့ ਨੇ သူစီမှာပညာလာတင်နေတဲ့တင်နန်းသူလေးတယောက်ကိုအခုတောင်းပြီးတော့တဏ္ဍာတို့သွားမယ့်နေရာလိုက်ဖို့ခင်ခဲ့ပါတယ်စပိန်လေးစီတွန်တေးမျိုးကိုလက်ပတ်ပြီးကြည့်တော့တွန်တေးမျိုးလေးကတဏ္ဍာတို့ရှမ်းပြည်လိုပါပဲကုန်းတက်ကုန်းစင်းလေးနဲ့ချစ်ဖို့ကောင်းပါတယ်တွန်တေးမျိုးဆိုတာမြို့ငယ်လေးဆိုပေမဲ့မြန်မာတနိုင်ငံလုံးကမသိဘူးမရှိလောက်အောင်နာမည်ကြီးရဲ့မြို့တစ်မြို့ပါတွန်တေးသိန်းတန်းတွန်တေးဆိုအောင်စတဲ့နာမည်ကျော်အဆိုတော်ကြီးတွေပေါ်ပေါက်ခဲ့တဲ့မြို့မလို့မသိဘူးမရှိလောက်အောင်နာမည်ကြီးရဲ့မြို့လေးပဲဖြစ်ပါတယ်ရှင်22မိန်ရှည်ရတဲ့တွန်တေးတူးမြောင်းဖြတ်တန်းစစ်စင်ရာတွန်တေးမြို့ကြီးမှာနာမည်ကျော်ဘုရားဖြစ်တဲ့ရွှေစံတော်ဘုရားလည်းတည်ရှိပါတယ်ဘုရားရဲ့တပ်တာနှစ်ပေါင်းထောင်ကျော်ကြာမြင့်ပြီဖြစ်ပြီးတော့တွန်တေးမြို့ရဲ့အထင်ကြီးဘုရားမစဖြစ်ပါရှင်တွန်တေးသိန်းတန်ရဲ့ရုပ်ထုရှိတဲ့နေရာကိုရောက်ပါပြီ။တဏ္ဍာလည်းအကက်ချင်တာနဲ့လေ့လာခဲ့ပါသေးတယ်။တဏ္ဍာတို့ငယ်ငယ်တော့ဆိုတွန်တေးသိန်းတန်ရဲ့တချင်းတွေလည်းကြည့်ပြင်းခဲ့ရတာပါ။ကိုရမင်းရဲ့ပန်းပတောက်ရဲ့40ကျော်အချစ်ဖိုးလာမင်းကိုအောင်သွဲခံရမယ်စိတ်တခုစိတ်ဒီတချင်းတွေနဲ့ပဲကျမတို့ကကြည့်ပြင်းခဲ့ရတာဖြစ်ပါတယ်။တွန်တေးမျိုးကိုသက်လိုက်ရင်းနဲ့သိခဲ့ရတဲ့ပုဒ်တာလေးတစ်ခုကတော့တွန်တေးမျိုးကဘုံလူမျိုးတွေနေထိုင်ခဲ့တဲ့ဒေသတစ်ခုလည်းသိရပါတယ်ရှင်။ဒါကြောင့်မို့အဲ့ဒီအနီးနားလေးမှာဝန်နာမည်နဲ့ဖျားစီကြီးကြီးကျွမ်းနာမည်ကိုဖျားပြရှိလို့လည်းသိခဲ့ရပါတယ်ရှင်။တွန်တေးဆိုတာလည်းမွန်ဘာသာစကားစီးတက်လာတာသိရပါတယ်။တွန်ဆိုတာကုန်းဖြစ်ပြီးတော့တေးဆိုတာရွာလေးဖြစ်ပါတယ်။ကုန်းပေါ်ကကျွာကလေးလို့အထိပ္ပယ်ရတယ်လို့သိရပါတယ်ရှင်။အဲဒါကြောင့်လေတွန်တေးမြို့ကလေးကတောင်ပေါ်မြို့လေးနဲ့ခက်ဆင်ဆင်ဖြစ်နေတာဖြစ်ပါလိမ့်မယ်။ဒီစကားတွေကောင်းအောင်လုပ်တာအခုတော့တဏ္ဍာလေးလာချင်းနေကိုရောက်ပါပြီရှင်။ဘုလုံးငန်းလုပ်တဲ့နေရာပါ။ဒါကြတော့အလှထားတဲ့ဘူးလားမသိဘူးနော်
တူရင်းမြို့ကိုပကံခေတ်ကဒလမြို့လို့ခေါ်ဆိုခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီချိန်ကလေးကအိုးလုံးမန်ကအရန်နာမည်ကြီးခဲ့တာဖြစ်ပါတယ်။ ဒီလေးတွေဒီတူလို့ဘယ်လောက်ကြာလဲဆိုနားမလဲလားကြာစိတ်ဝင်စားစရာကောင်းတဲ့အိုးလုံးမန်ရဲ့ထုတ်လုပ်မှုပုံအစစ်စစ်ကိုနိုင်ငံခြားသားတွေလည်းအများပြားလာရောက်လေ့လာကြပါတယ်ရှင်။တနာတို့သွားလေ့လာတဲ့နေရာတွေကတော့တဲလေးလိုပဲအပြင်ကနေကြည့်လိုက်ရင်ချင်းချင်းလေးဆိုပေမဲ့အထဲမှာနေရာတွေအကျယ်ကြီးကိုဖုတ်တဲ့နေရာကိုမဖုတ်ခင်မှာအကျန်းလောင်တဲ့နေရာပြီးတော့ဖုံးမဲ့ဦးလေးတွေကိုစီပြန်တုပ်တဲ့နေရာစသည်ဖြင့်အလားပေါ်တဲ့နေရာအဆင့်ဆင့်အကျယ်ကြီးပဲဖြစ်ပါတယ်ရှင်အထက်ကလှုပ်လှုပ်တဲ့အမှားတွေကလည်းတနာကိုစိတ်ရှိလက်ရှိအကြာကြီးရှင်းပြခဲ့ပါတယ်ကိုယ်တလုံးဖြစ်လာအောင်လုပ်ရတဲ့အဆင့်က5ဆင့်ရှိပါတယ်ပထမဆုံးအဆင့်အနေနဲ့ဦးလုပ်ဖို့အတွက်အရေးသွင်းမိတဲ့ရွှွန့်စည်းတွေကိုရှာဖွေရပါတယ်တွန်နေမျိုးကတော့ဦးလုပ်ငန်းနဲ့နာမည်ကြီးရဲ့မျိုးဖြစ်တဲ့အတိုင်းအရေးသေးကောင်းတဲ့ရွှွန့်စည်းတွေအများကြီးပိတ်စိန်ထားပါတယ်အဲ့ဒီကအနီးရှင်းပြတာကတော့ဒီလိုရွှွန့်စည်းတွေကိုလုပ်တဲ့စက်ရုံတည်တံ့ရှိရလို့ပြောပါတယ်အဲ့ဒီစက်ရုံကနေသူတို့ကရွှွန့်စည်းတွေကိုကားတွေနဲ့တိတ်ပြီးတော့မှဒီနေစားအလုပ်လာဆင်းတဲ့လူတွေကနေပေါ့နော်သူတို့လိုအပ်တဲ့ရွှွန့်စည်းတွေကိုအပုံကလေးတွေပုံသူတို့ဘေးမှာပုံပြီးတော့မှကြောက်ခဲတဲ့တလဲတွေဖယ်ပြီးတော့မှအိုးတွေကိုလောက်ရပါတယ်ရှင်ဒုတိယအပိန်းမှာကအိုးတွေကိုပုံသွင်းတဲ့အပိန်းပါရှင်အိုးတွေကိုပုံသွင်းတဲ့အပိန်းမှာတော့သူကနံညိုးရှိပါတယ်ရှင်လက်နဲ့ပုံသွင်းတာလည်းတွေ့ခဲ့ရသလိုချီနစ်စကင်နဲ့ပုံသွင်းတာလည်းတွေ့ခဲ့ရပါတယ်ရှင်အိုးသေးလေးတွေကိုတော့လက်နဲ့ပုံသွင်းကြတာများပြီးတော့ပေါ့နော်နည်းနည်းလောကခတ်တဲ့အိုးကြီးတွေကိုတော့ချီနစ်စကင်နဲ့ပုံသွင်းကြတာများတယ်လို့ပြောပါတယ်ရှင်ဒီအဆင့်ပြီးပြီဆိုရင်အိုးတွေကိုနေပူပူမှာ2ရက်3ရက်အချောက်ခံလမ်းရပါတယ်ရှင်အချောက်ခံလို့ရလာတဲ့အိုးတွေကိုပုံသွင်းတဲ့အဆင့်ကိုရောက်ပါပြီရှင်ပုံသွင်းတဲ့အဆင့်မှာတော့အထက်ကအိုးအထဲလေးမှာအဆူတက်ကြံနေသေးတဲ့အတွက်လိုအပ်တယ်လို့ပြုပြင်မှုမှန်လို့ရသေးတာပေါ့နော်ဒီအဆင့်မှာကအိုးမျက်နှာပြင်ချောမွေ့သွားအောင်ရွှွန့်ဆိုနည်းနည်းတုပ်ပြီးလက်နဲ့ပုတ်ပြီးတော့အချောတက်လို့ရတယ်လို့မျက်နှာပြင်ချောအောင်လုပ်ပေးတဲ့ကြောက်ခဲနဲ့လည်းအချောတက်လို့ရပါတယ်ဒါတွေအားလုံးပြီးပြီဆိုရင်စတုထအဆင့်ဖြစ်တဲ့မိပုတ်တဲ့အဆင့်ကိုရောက်ပါပြီရှင်ဒီအဆင့်မှာအိုးတွေကိုမိဖို့ထဲမှာစနစ်တကျစီပါတယ်ပြီးတော့အပူချိန်900ဒီဂရီဆဲလ်စီယပ်ကနေပြီးတော့1000ဒီဂရီဆဲလ်စီယပ်အထိမီးအပူချိန်ပေးပြီး12နာရီနဲ့24နာရီကြာအောင်မီးဖုတ်ပေးရပါတယ်ရှင်ပြီးရင်တော့မိဖို့ထဲကအိုးတွေကိုတစ်ရက်ကနေ2ရက်ထိကြာအောင်အပူကျသွားတဲ့အထိစောင့်ပြီးမှမိဖို့ထဲကထုတ်ရပါတယ်ရှင်မိဖို့ထဲကနေထွက်လာတဲ့အိုးတွေကိုနောက်ဆုံးအနေနဲ့လုပ်ပေးဖို့ချင်တာကတော့အယောင်တင်ပေးတဲ့အဆင့်ပါပဲအယောင်တင်တဲ့အဆင့်မှာသဘာဝဆိုးဆေးကိုသုံးတာနဲ့စီတာလို့ခေါ်တဲ့သဘာဝဆိုးဆေးကိုသုံးတာဆိုပြီး2မျိုးရှိပေမဲ့တွန်တဲ့အိုးတွေကကြတော့ရှီတာကြောင့်နာမည်ကြီးတာများပါတယ်အားလုံးလေ့လာပြီးအပြန်မှာတော့ဥပုပ်ကလေးတွေလည်းအဆောင်ပြဖို့ပဲဖြစ်ခဲ့ပါသေးတယ်ဒီအိုးလုပ်ငန်းလုပ်တဲ့အိမ်လေးကတော့တွန်တင်းမြို့အိုးဖို့အရှိရက်ကွက်ဥပေါ်ဦးလမ်းထဲမှာရှိတဲ့ဒေါ်လာရီနဲ့ဒေါ်ရီအေးအိုးလုပ်ငန်းဖြစ်ပါတယ်ရှင်
တနာတို့ဒီဦးလုပ်ငန်းလေးကိုသွားပြီးလေ့လာခဲ့ရတာအရန်ကိုတမိုးရှိတဲ့ဘဝတုတ္တတွေအသိပညာတွေအများကြီးတိုးခဲ့ပါတယ်အရင်တော့ကိုတလုံးဆိုရင်ဘယ်လိုဖြစ်လာတယ်ဆိုတာတေချာမသိပေမဲ့ဦးလုပ်ပုံအစင်ကိုတေချာလေ့လာခွင့်ရလိုက်တဲ့အတွက်ဒီနေ့အတွက်တော့တနာအတွက်ရန်ကိုတမိုးရှိရဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်ရှင်တနာနဲ့အတူစိတ်ပါဝင်တစားလက်ကြည့်ပေးတဲ့လူတွေအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်